စီးပွားရေးအင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံမှာစိတ်ကူးလို့တော့မရနိုင်တဲ့ဈေးအကြီးဆုံးအရာတွေကဘာတွေဖြစ်မလဲဘီလီယံနာတွေပြည့်ရှိတဲ့တရုတ်ပြည်ရဲ့တကယ်တန်ဖိုးကြီးမားဆုံးနဲ့အထူးဆန်းဆုံးပစ္စည်း၃ခုအကြောင်းဒီနေ့ဗီဒီယိုမှာပြောပြပေးသွားပါမယ်ပထမဆုံးတစ်ခုကတော့မြန်မာငွေသိန်းပေါင်းတောင်းချီတန်တဲ့ဓာတ်ဟုံပေါင်းလို့ခေါ်တဲ့လက်ဖက်ရည်ချမ်းပဲဖြစ်ပါတယ်ဒါဟာရိုးလက်ဖက်ရည်မို့ပဲတရုတ်ပြည်ဦးရီတောင်တန်းပေါ်ကအသက်ရာကြီးရှည်တဲ့ရှေးအောင်လက်ဖက်ပင်အနေငယ်ကနေပဲခူးဆွရတာပါဒီလက်ဖက်ကြောင့်ရွှေထက်ဈေးကြီးပြီးတကရန်ကိုအမေရိကန်ဒေါ်လာ1000ကျော်ဘူးအပြည့်ဆိုရင်တော့ဒေါ်လာ1သန်းကျော်မြန်မာငွေသိန်းတောင်းချီအထိပေးရတဲ့ကမ္ဘာဈေးကြီးဆုံးလက်ဖက်ရည်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့တရုတ်လူချမ်းသာတွေကြားမှာဂုံဒရက်တစ်ခုအနေနဲ့မွေးမြူကြတဲ့တပတ်တန်မက်စတစ်လို့ခေါ်တဲ့တီးပတ်ချင်းတစ်ခွေးကြီးတွေပဲဖြစ်ပါတယ်ဒီခွေးကြီးတွေကအမွှေးပွားပွားနဲ့ချင်းတစ်တကောင်လိုပုံစံရှိပြီးတရုတ်ပြည်မှာကံကောင်းခြင်းနဲ့ချမ်းသာခြင်းကိုယူဆောင်တယ်လို့ယုံကြည်ကြပါတယ်တရုတ်အိမ်ချမ်းမြေတထေးကြီးတယောက်ကအနီအောင်ရှိတဲ့တီးပတ်ခွေးတစ်ကောင်ကိုအမေရိကန်ဒေါ်လာ1သန်းနီးပါးမြန်မာငွေသိန်းတောင်းချီပေးပြီးဝယ်ယူခဲ့တာကြောင့်ကမ္ဘာဈေးကြီးဆုံးခွေးအဖြစ်သမိုင်းဝင်သွားတာပါနောက်တစ်ခုကတော့တရုတ်တို့ရဲ့အသက်ဝိညာဉ်လို့ပြောရတဲ့ကြောက်စိမ့်ပါတရုတ်နုပညာပြပွဲတစ်ခုမှာကမ္ဘာကျော်ဖက်ရှင်ဘင်မာကြီးရဲ့ကြောက်စိမ့်ပတိတကုန်းကိုလေလံတင်ခဲ့ရာအမေရိကန်ဒေါ်လာ28သန်းကျော်မြန်မာငွေသိန်းတန်းချီတဲ့အထိဈေးရခဲ့ပါတယ်ဒီပတိဟာအစိမ်းအောင်စစ်စစ်တောက်ပနေပြီးတရုတ်သမိုင်းမှာတန်ဖိုးအကြီးဆုံးရတနာတစ်ခုအဖြစ်သတ်မှတ်ခံထားရတာပါဒီလိုရွှေထက်တန်ဖိုးကြီးတဲ့ပစ္စည်းတွေကတရုတ်ပြည်ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ရှေးဟောင်းယဉ်ကျေးမှုကိုပြသနေတာပါဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျွန်တော်ပိုင်စောထက်ကနေအားလုံးကိုကျေးဇူးတင်ပါတယ် Thank you ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်